ကျမတော့သူကဘက်က restrict လုပ်ပြီးတော့အကောင့်တွေဝင်လို့မရတော့လေအကောင့်ကညီတို့ကသုံးတဲ့အကောင့်တစ်ခုရှိတယ် device ပေါ့နော်တစ်ခုတည်းမှာပဲထည့်ထားတာပေါ့နော်ကိုလည်းအရန်အကောင့်ပေါ့နော်အကောင့်လုံးဝင်လို့မရတော့ဘူးလုတ်လိုက်တယ်ညတွေကသူက restrict ဖြစ်တယ်လို့ကျမကပြောတယ်ဝင်လို့ရသေးတယ်ဘာဖြစ်လို့လဲဆိုတော့တဲ့အဲ့လူတယောက်ရဲ့ post ကွယ်ဟို private လုပ်တဲ့အကိုကြီးရဲ့ post ကိုထိုးမင်းကကြောက်ကဲအဲ့ဒါကို share လို့တဲ့နင်းကောက်တဲ့ငါတို့တဲ့ ban လိုက်ပြီတဲ့ဟိုဒီမဟုတ်တဲ့ post ကို share တယ်ပေါ့နော်ဟိုကအကူညီတောင်းတဲ့ကြောက်ကဲဆိုတော့အဲ့နဲ့ကိုယ်ဖတ်ပြန်ရေးလိုက်ဒီမားနေတယ်လူတွေကိုယ်ရှာရှည်ပြီးတော့လေဒါတော့အင်္ဂလိပ်လိုမတက်ဘူးဒါပေမဲ့သူ့ရဲ့ဒီ option လေးတွေကြည့်လိုက်တာပါကြည့်လိုက်တော့ကိုကမားနေလေဟုတ်တယ်လေဟိုက private တက်လုပ်တဲ့ဟာလေအဲ့တော့ကိုကလည်းနေမားနေတယ်နေမားပြီးငါ့ကို restrict လုပ်တယ်ဆိုပြီးတော့လုပ်ပြီးတော့ပုံလေးတင်လိုက်တယ်ကျမကို restrict လုပ်ထားတဲ့ account ဒီနေဆိုတင်လိုက်တာအဲ့တော့မနေ့ကျတော့ဘယ် account မှဝင်လို့မရဘာမှလည်းလုပ်လို့မရအောင်အဲ့လည်းကိုကလည်းနားမလဲဘူးအောင်းတော့နားမလဲတော့ဘာလို့လဲဆို AI ပဲတွန်းပေးတာလေ AI ကိုသွားပြီး screenshot ပို့တော့ AI ကအားလုံးပါညာလုံးပါပြောတာပေါ့နော်ပြောပြီးမှလည်းဟိုကဖြစ်ဒါပေမဲ့ तू ကဘာပြောလဲဆိုတော့နောက်ဆုံးတော့အဖေဆောက်လိုက်ပါတဲ့အကောင့်ကပြန်စိမ့်လဲစိမ့်မယ်မစိမ့်ရင်လည်းหนีသွားမယ်ပေါ့နော်နှစ်ခုတည်းတစ်ခုပဲဆိုတော့အဲ့တော့ Facebook မရဘူးပေါ့နော် Facebook ကမိတ်ဆွေတွေနဲ့မတွေ့ရ Facebook ကတော့တခုရှိရအပြန်လန်စကားပြောလို့ရကြတယ် Messenger ကလည်းတပြောရတာအဆင်ပြေတဲ့အတွက်သုံးတာပေါ့နော်ကိုလည်းဒီ professional နဲ့မုတ်ကိုသုံးတာမဟုတ်သူကသူ auto chain သွားတာလေ professional မုတ်ကပေါ့နော်ဆိုတော့အလုပ်ကိစ္စလေးじゃ Facebook ကတရားလွှဲတာပေါ့နော်ဒါပေမဲ့ तू ကပေးမသုံးတော့လည်းမသုံးဘူးပေါ့နော်ဒါပဲရှိတာပဲလေအဲ့တော့ TikTok မှာဘယ်နည်းနည်းလေးဒီရတွင်းတော့ TikTok ရဲ့ YouTube ရဲ့ပေါ့နော် YouTube channel လည်းရှိတယ်နောက် Telegram လည်းလုပ်ထားတယ်ကျွန်မ Jessica ဇင်နေနဲ့ပဲပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်မ customer တွေနဲ့အဆက်အသွယ်မပြတ်ချင်တာပေါ့နော် customer တွေမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ချင်တဲ့အတွက်ပေါ့နော်ဒီ TikTok မှာလည်းကျွန်မအမြဲတမ်းရှိမယ်တင်လို့ရတဲ့တင်မှာပေါ့နော်သူတို့ကလည်း YouTube မှာလည်းအဲ့လိုပဲတစ်ခါလေကြာရင် copyright ဆိုပြီးတော့ဒီဗီဒီယိုကြီး blog လိုက်တယ်ဆိုလောက်တာ Facebook ကအများစုဘာပြဿနာဖြစ်လဲဆိုအဲ့လို post တွေ share တာကိုအဲ့ private share တာကို तू အဲ့ပထမ notice ပေးတယ်ပေါ့နော်ဒါကတော့ကိုကစာနာမှုလေနော်တခြားတယောက်ကူညီရပါဆို share တာအဲ့ဒါကိုသူတို့ကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့အကောင့်ခဏအဲ့လိုပိတ်တယ်နောက်တစ်ခုရှိတယ်တချင်းတွေပေါ့နော်ဟာ copyright ညှိတယ်ဆိုကျွန်မကလည်းrestore audio ပေါ့ကျွန်မကလည်းအဲ့လိုမျိုးတွေလုပ်တာပေါ့နော်ကျွန်မလည်းတိတ်နားမလဲပေါ့နော်လုပ်လိုက်တာကို့အကောင့်ကလည်းဒီနေ့ချိန်นี้ကိုအောင်လုပ်လာတာပေါ့နော်အရင်ကျွမ်းကျင်တာဟုတ်ပဲတဲ့အခုတော့အကောင့်ပါသွားပြီအဲ့တော့ TikTok မှာပဲမိတ်ဆွေတွေနဲ့စကားအများကြီးပြောတော့မယ်ပေါ့နော်ပုံတွေလည်း TikTok မှာပဲတင်ပါတော့မယ်ရှင် Good morning ပါမင်္ဂလာရှိသောနေ့ဖြစ်ပါစေရှင်